အားလုံးပဲမင်္ဂလာပါကျွန်တော်တငယ်ချင်းချင်းမိတ်ဆွေများအတွက်တစ်တာအောက်ခြေတော့ပါနော်လေးမြောက်ဗဟတ်ဌာနီလေးပြန်လဲမျှဝေလိုက်ပါတယ်အတူတူလေ့လာကြည့်ကြရအောင်ဒါကတော့လေးမြောက်ဗဟတ်ဖို့အတွက်ကြားရပါတော့ဒါဆိုလောင်းနဲ့လေးမြောက်ပြန်နေတယ်နော်သုံးပတ်လေကိုဟိုဘက်တလက်မဒီဘက်တလက်မခြံပြီးတော့အလေဘိုးကလက်မစီရပေါ့နော်ဒါကတော့အလေမြောင်းထည့်ဖို့တပဟဟဖို့အတွက်ရနေတာပဲဒီမှာတော့တစ်ခွဲပေါ့တစ်ခွဲကိုဒီတလက်မခြံဟိုဘက်ဒီဘက်ဟလိုက်သေးရပေါ့နော်ထွင်းထိုးလိုက်သေးရပေါ့နော်နှခမ်းသိမ်းတာပေါ့နော်တစ်ဖက်အလုံးထားဖို့အတွက်ဒါဆိုရင်ကော်ကပ်ပြီးတော့ထည့်လိုက်မယ်ဆိုရင်လှပတဲ့တောက်လေးတစ်ချောင်းရပြီပေါ့နော်တကယ်ကိုတည်တက်လှပပါတယ်ပညာရပါတယ်